နောက်တစ်နေ့တွင်တိမ်မောင်နှင့်ဦးဝနာတို့လမ်းလျှောက်ထွက်လာကြရမှာပိုင်ဒုက္ခကိုပြန်တွေ့သည် ဆရာဟိုကပိုင်ဒုက္ခမလား ဟင်ပိုင် ထို့နောက်ပြေးပြီးလက်ကိုဆွဲထားသည် ပိုင် ဦးဝနာခမရဘာလာရှုပ်ပြန်တာလဲ ကိုနဲ့ပြန်လိုက်ခဲ့ပါပိုင်ရေနော်ပြန်လိုက်ခဲ့ပါ ခမရပိုင်းရဲ့လက်ကိုလွတ်လိုက်နော်ကျုပ်ချစ်သူကိုထိစရာမလို ဟင်ပိုင်ပြန်လိုက်ခဲ့ပါကိုနော်ရပါ ਈ ကွာနော်ပိုင်နော် ပြန်မလိုက်နိုင်ဦးဝနာခမရကိုကျွန်တော်မရှိတော့ဘူးမေးလိုက်ပါကျွန်တော်အတက်နိုင်ဆုံးရှစ်ခဲ့ပြီးပြီအခုကျွန်တော်မှခမရနဲ့ပတ်သက်ပြီးဘာခံစားချက်မှမရှိတော့ဘူး အဲ့လိုမလုပ်ပါနဲ့ပိုင်ရေစဉ်းစားပါအောင်ကွာနော် ကျွန်တော်နဲ့မောင်လက်ထက်တော့မယ် မဟုတ်မင်းနဲ့ကိုနေကမကွာရှိရသေးဘူးလေမရဘူး ကျွန်တော်ကကွာချင်းစာချုပ်မှာလက်မှတ်ထိုးပြီးပြီခမရပဲကြံတာ ဟင်မဟုတ်ဘူးဟာမပြည့်ရဘူးမပြည့်ရဘူး ထို့သို့ပြောပြီးပြေးကလက်ဖြတ်ကူးစဉ် ဦး အဆင်ပြေအောင်နေပါပိုင်နှုတ်ဆက်ခဲ့ပါ